ทุกคนဒီနေ့မှာတော့ရန်ယုံဆိုတဲ့ grammar pattern လေးနဲ့ပတ်သက်ပြီးရောရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ရန်ရဲ့ရှေ့မှာတို့တွေက subject လိုက်မယ်။ရန်ရဲ့အနောက်မှာကရိယာလိုက်မယ်။ပြီးရင် object လိုက်မယ်။ပြီးလို့ရှိရင် you ပေါ့။သူရဲ့အဓိပ္ပာယ်ကတော့အခုထိနေတုံးမယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်။ stay doing something တစ်စုံတစ်ခုကိုတစ်စုံတရားကိုအခုချိန်ထိလုပ်နေဆဲပဲအခုချိန်ထိဖြစ်နေဆဲပဲဆိုတဲ့အခြေအနေကိုဆိုလိုပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်ပဲဖြစ်ဖြစ်ကိုလုပ်နေတဲ့အရာတစ်ခုခုပဲဖြစ်ဖြစ်ဖြစ်နေတုံးမယ်လုပ်နေတုံးမယ်ခံစားနေရတုံးမယ်ဆိုတဲ့အခြေအနေကိုပြောပြချင်လို့ရှိရင် young you ဆိုတဲ့ grammar pattern လေးကိုသုံးပြီးတော့ပြောပြရပါတယ်။ဥပမာအနေနဲ့ဒီမှာရေးထားတဲ့เขายังโกรธเธออยู่เขายังโกรธเธออยู่เขาသူကยังနေရုံပဲโกรธစိတ်ဆိုးနေတဲ့เธอမင်းကိုယူစိတ်ဆိုးနေစေပဲเขายังโกรธเธออยู่သူမင်းကိုစိတ်ဆိုးနေတုံးပဲသူ့ရဲ့ခံစားချက်ကစိတ်ဆိုးနေစေပဲဆိုတဲ့အခြေအနေကိုပြောပြချင်တဲ့အတွက်ကြောင့်မို့เขายังโกรธเธออยู่သူမင်းကိုစိတ်ဆိုးနေတုံးပဲဆိုတော့သုံးလာတာပဲဖြစ်ပါတယ်နောက်ထပ်ဥပမာစာကြောင်းလေးတွေကိုထပ်ကြည့်ကြမယ်ฉันยังคิดถึงเขาอยู่ฉันยังคิดถึงเขาอยู่ฉันยังနေတုံးမယ်คิดถึงတတိယနေတုံးမယ်เขาသူ့ကိုฉันยังคิดถึงเขาอยู่ငါသူ့ကိုတတိယနေတုံးမယ်နောက်တဲ့စာကြောင်းကကြတော့ฉันยังเสียใจอยู่ฉันยังနေတုံးမယ်เสียใจဝမ်းနည်းနေတုံးမယ်ฉันยังเสียใจอยู่ငါဝမ်းနည်းနေတုံးမယ်နောက်ထပ်စာကြောင်းကကြတော့ฉันยังลืมเขาไม่ได้อยู่ฉันကยังနေတုံးမယ်ลืมဆိုတာကမေ့တယ်เขาသူ့ကိုไม่ได้เขายังลืมฉันยังลืมเขาไม่ได้อยู่ငါသူ့ကိုမေ့လို့မရသေးဘူးနောက်တဲ့စာကြောင်းကကြတော့ฉันยังเรียนภาษาไทยอยู่ฉันยังเรียนภาษาไทยอยู่ငါကยังနေတုံးမယ်เรียนသင်နေတုံးမယ်ဘာကိုလဲภาษาไทยထိုင်းဘာသာစကားကိုသင်နေတုံးမယ်ฉันยังเรียนภาษาไทยอยู่နောက်တစ်ကြောင်းကကြတော့เขายังกินอยู่เขาသူကยังနေတုံးမယ်กินစားနေတုံးပဲเขายังกินอยู่နောက်တစ်စာကြောင်းကကြတော့เธอยังอยู่ในใจฉันอยู่เธอยังอยู่ในใจฉันอยู่เธอသူကยังနေတုံးမယ်อยู่ရှိနေတုံးမယ်ဘယ်မှာလဲในใจฉันငါရဲ့စိတ်ထဲမှာရှိနေတုံးမယ်เธอยังอยู่ในใจฉันอยู่နောက်တဲ့စာကြောင်းကကြတော့เขายังนอนอยู่เขายังนอนอยู่เขาသူကยังနေတုံးမယ်นอนအိတ်နေတုံးပဲเขายังนอนอยู่နောက်ဆုံးတစ်ကြောင်းကကြတော့ฉันยังรักเธออยู่ฉันยังรักเธออยู่ฉันကยังနေတုံးမယ်รักချစ်နေတုံးမယ်ဘယ်သူကိုလဲเธอမင်းကိုฉันยังรักเธออยู่ฉันยังรักเธออยู่အဲ့ဒီလိုမျိုးကိုလုံနေတဲ့အရာတစ်ခုခုပဲဖြစ်ဖြစ်ကိုရဲ့စိတ်ခံစားပဲဖြစ်ဖြစ်ဖြစ်နေတုံးမဲ့လုံနေတုံးမဲ့ခံစားနေရတုံးမဲ့ဆိုတဲ့အခြေအနေကိုပြောပြချင်လို့ရှိရင်တို့တွေက young you ဆိုတဲ့ grammar pattern လေးကိုသုံးပြီးတော့ပြောပြရပါတယ်